မင်္ဂလာပါရှင်မန္တလေးခေတ်တစ် channel နဲ့ပြန်လည်ကြဆုံလိုက်ပါရှင်ကျမတို့ channel လေးနောက်ဆက်တွဲသတင်းများကို channel တစ်ပင်ညီစာတင်ဆက်ပေးတော့မှာဖြစ်ပါရှင်ဒေါ်ဆန်စုကြည်လွတ်မြောက်လာတဲ့သတင်းတွေထွက်ပေါ်လာပြီးဖြစ်ပါရယ်ယခုတခါမှာရွေးကောက်ပွဲအပြီး2026ခုနှစ်မတ်လမှာအစိုးရဖွဲ့ပြီးရင်ဒေါ်ဆန်စုကြည်ကိုအရင်ဆုံးလွတ်ဖို့ဖြစ်ပါလိမ့်မယ် AB လောက်မှာလွတ်မြောက်လာမယ်လို့နိုင်ငံရေးလှစ်လာသုံးသပ်သူတွေကြားမှာသုံးသပ်နေကြတာဖြစ်ပါရယ်မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲဟာတရုတ်နိုင်ငံသမ္မတရှီရှင်းပင်နဲ့တဘောတူညီမှုဖြစ်တယ်လို့တရုတ်အထူးတန်သိန်းရှီရွှေကနေပြည်တော်မှာထုတ်ဖော်ပြောဆိုလာတာအလုံးသိရှိပြီးဖြစ်ပါရယ်မြန်မာအရေးနဲ့ပတ်သက်ပြီးတရုတ်ရဲ့အောင်မြင်မှုအဖြစ်ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါရယ်တရုတ်ထူးတပ်သမန်ကတရားဝင်ရှင်းပြတယ်လို့တရုတ်နဲ့ပတ်သက်သူများကလည်းဒီတဘောတူညီချက်မှာဖုံးကွယ်ထားတဲ့အစီအစဉ်တွေရှိတဲ့အကြောင်းနောက်ွယ်မှာလိုက်လည်ရှင်းပြနေတာကြားရပါတယ်အဓိကသူတို့ပြောတဲ့ဖုံးကွယ်ထားတဲ့အစီအစဉ်ဆိုတာကအဓိကကြားတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးရဖြစ်ပြီးအခုလုပ်နေတဲ့အရွေးကောက်ပွဲအပြီး2026ခုနှစ်မတ်လမှာအစိုးရဖွဲ့ပြီးရင်ဒေါ်ဆန်စုကြည်ကိုအရင်ဆုံးလွတ်ဖို့ဖြစ်ပါလိမ့်မယ်။ AB လောက်မှာလွတ်မြောက်လာမယ်လို့ဆိုကြဖြစ်ပါတယ်။မြန်မာအရေးမှာတရုတ်တွေဘယ်လိုက်မှုရှိတဲ့ဆိုပြီးတရုတ်စန့်ကျင်ရေးလေတူမြန်မာပြည်မှာမြင့်တက်နေတာကိုတရုတ်တို့ရှော့ချရှင်ပုံရတာဖြစ်ပါတယ်မြန်မာအရေးမှာတရုတ်အနေနဲ့ဘယ်မလိုက်ပဲအများတဆိုပြအောင်ညှိနှိုင်းဖြေရှင်းအောင်စူးစမ်းနေတဲ့လို့ဆိုထားဖြစ်ပါတယ်မြန်မာပြည်ပြဿနာနဲ့ပတ်သက်ပြီးတည်ငြိမ်ရေးနဲ့တွစ်ဆိုဆွေးနွေးဖြေရှင်းရေးကိုလက်တွေ့ကြကြလှုံ့ဆော်နေတယ်လို့ဆိုထားဖြစ်ပါတယ်အခုရွေးကောက်ပွဲရဲ့ရက်လက်ကိုဘလို့တွက်တဲ့ဆိုရတဲ့ဒေါ်ဆန်စုကြည်လွတ်မြောက်ပြီးညှိနှိုင်းဆွေးနွေးမှုတွေဖြစ်လာဖို့အတွက်ရွေးကောက်ပွဲဆိုတာကိုပထမခြေလှမ်းအဖြစ်တရုတ်တို့ထောက်ခံပေးနေတာဖြစ်တယ်လို့ဆိုချင်တာဖြစ်ပါတယ်ဒီရင်ထွက်ပေါ်လာတဲ့ပတ်သက်ပြီးမှန်ကန်မှုဘယ်လောက်ရှိတယ်လဲဆိုတာကိုတော့ပြောရခဲ့တာဖြစ်ပါတယ်2021ခုနှစ်နောက်ပိုင်းအချိုးအကွေ့တစ်ခုကြုံတိုင်းဒေါ်ဆန်စုကြည်အမိထွက်ပေါ်လာတတ်လို့ပဲဖြစ်ပါတယ်ဒါကလည်းလက်ရှိမြန်မာနိုင်ငံရေးမှာဒေါ်ဆန်စုကြည်ဟာအရေးပါတဲ့ကတ်တစ်ခုဖြစ်နေဆဲပဲဖြစ်လို့နေတာဖြစ်ပါတယ်အဲ့ဒါလိုပြောဆိုရှင်းလင်းနေကြတာတွေဟာကအမတ်တကယ်ဖြစ်လာတယ်ဆိုရင်တော့မှလက်ရှိ2026ခုနှစ်တိုင်းပြည်အခြေအနေဟာ2021ခုနှစ်ကနေအများကြီးကွာခြားသွားပြီဖြစ်လို့အဲ့ဒီတုန်းကလို့ပုံစံတူဖြည့်ရှင်းဖို့ဖြစ်နိုင်မယ်လို့မထင်ပါဘူးဒီတရေဟာမန်နေဖြစ်စေမားတွေဖြစ်စေတေချာတာတကူကတော့မြန်မာနိုင်ငံအရေးမှာအပြောင်းအလဲနဲ့ပတ်သက်လို့အရေးပါတဲ့ကတ်တချို့ဟာတရုတ်လက်ချက်မှာရှိတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တရုတ်အနေနဲ့မြန်မာနိုင်ငံရေးနဲ့ပတ်သက်ရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လိုလင်းတင်မောလွတ်ဆရာမလို့တို့အထူးတပ်ဖွဲ့စစ်စီရေးနဲ့လှုပ်ဆရာမလို့ပါဘူးလက်ချက်ကကိုင်းထားတဲ့ကတ်တွေကိုစိတ်ကြတစ်ချက်ချင်းပြစ်ချလိုက်ရုပ်ပဲဖြစ်ပါရယ်ဒီတရင်ကြားတဲ့အချိန်မှာ2026ခုနှစ်မြန်မာလွတ်လပ်ရေးနေ့အမေရိကန်နိုင်ငံသားဝန်ကြီးရဲ့တဝန်တော်မှာမြန်မာပြည်အကျက်သက်ကိုငြိမ်းချမ်းစွာဆောင်သက်ဖို့တွစ်ဆိုဆွေးနွေးမှုတွေပြုလုပ်ဖို့အခြေအနေတွေဖြစ်လာဖို့ကိုအမေရိကန်ကတိုက်တွန်းနေဆိုတာကလည်းထူးခြားတဲ့တိုက်ဆိုင်မှုလို့ဆိုရမှာပဲဖြစ်ပါရယ်ဆက်လက်ပြီးတော့တရက်မင်းတုံလမ်းပိုင်းတွင်2ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကနေထိခိုက်ဒေဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းမင်းတုံမြို့နယ်တွင်တရက်မြို့နယ်တို့နဲ့ဆက်တွဲထားတဲ့တရက်မင်းတုံလမ်းပိုင်းတွင်2ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကနေထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းဗမာပြည်ကကွေးတဲ့ USPA တာဝန်ခံကိုဘဟင်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့နဲ့ဒီဇင်ဘာလ6ရက်နေ့တွင်တရက်မင်းတုံလမ်းပိုင်းရှိပဲမခန်းလမ်းပေါက်အနီးနဲ့ခုံတိုင်ရွာအနီးတို့တွင်အကြမ်းဖက်စစ်တပ်နဲ့ကြော်ရန်ရေးတပ်ဖွဲ့များတိုက်ပွဲ3ကြိမ်ဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်နှင့်ထိခိုက်ဒေဆုံးမှုရှိခဲ့တော်လည်းပဲအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။တိုက်ပွဲကတရက်မြို့နယ်ထဲမှာရောမင်းတုံမြို့နယ်ထဲမှာရောဖြစ်ကြပါစစ်ကွေးဘယ်နှရောက်သေးတဲ့ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကတော့မသိရသေးပါဘူး။အခုချိန်ထိအဲ့ဒီလမ်းပိုင်းကိုစစ်ခွေတွေကအင်အားရနဲ့ချီပြီးစစ်ရေးလှုပ်ရှားနေတော့မှာပဲလို့ဗမာပြည်ကကွေးတဲ့ USB တာဝန်ခံကိုဘဟင်းကပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗမာပြည်ကကွေးတဲ့ USB ရဲ့ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုရှိခဲ့ကြောင်းလက်ရှိအချိန်ထိတရက်မင်းတုံးလမ်းပိုင်းကိုအကြမ်းဖက်ကအင်အားရနဲ့ချီအုပ်ပြုကစစ်ရေးဆက်လက်လှုပ်ရှားနေပြီးတိုက်ပွဲများအချိန်မရွေးနေရမရွေးဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ခီးတော်ပြည်သူများအနေဖြင့်ဂရုစိုက်သွားလာကြရန်ဟတ်တိပြည်တို့ကြောင့်ကိုဘဟင်းကဆက်လက်ပြောဆိုထားပါတယ်ဆက်လက်ပြီးတော့ချောင်းမြို့နယ်တွင်စစ်တပ်အမြတ်ရည်ရည်တစီကိုကြားပြတ်တိုက်ခိုက်မှုစစ်သားတို့တေဆုံးခဲ့ကထိခိုက်ဒဏ်ရာရှိသူများပြခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်တွင်ချင်းတွင်းမြစ်ကြောင်တိုင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမြတ်ရည်ရည်တစီကိုကြားပြတ်တိုက်ခိုက်ခဲ့ရပြီးစစ်သားတို့တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူများပြခဲ့ကြောင်းချင်းတွင်းတိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကိုပိုက်ကရုံးခဲ့တဲ့ဌာနထံသို့ပြောဆိုထားပါတယ်။ဇန်နဝါရီလ6ရက်နေ့နနက်9:30မိနစ်ခန့်တွင်ချောင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့အမြင့်စခ
ခမ်းမှာချင်းတွင်းမြစ်ကြောင့်တန်းချလာတဲ့အမြန်ရရင်တစည်းကိုတော်ရည်မဟာမိတ်ပူပေါင်းတပ်ဖွဲ့ကစာနိုင်ကြီးမြို့နယ်တတရားတွင်ချပြတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စကောင်စီဘက်ကစစ်သားတို့တေဆုံးကထိခိုက်တရားရှိသူများပြခဲ့ကြောင်းတိုက်ခိုက်ပွဲအတွင်းမှာအကြမ်းဖက်စကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့တော်လည်းပဲတော်ရည်ရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေအားက80လောက်ရှိပါတယ်။ချောင်းမြို့နယ်မှာစစ်အထိုင်ချတပ်ဆက်ထားတဲ့အမြင့်စကန်ကနေချင်းတွင်မြစ်ကြောင်းတိုင်းထွက်လာတဲ့အမြန်ရရင်တစီကိုကျော်နေရမဟာမိတ်ပူပေါင်းဘက်ကစာနိုင်ကြီးမြို့နယ်တနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေနှကောင်တည်ဆုံတယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရှိတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။မိုးရမြို့နယ်မှာဦးကိတ်ကစစ်ခွေတွေပြစ်ကူပေးတာတွေရှိပါတယ်။ကျွန်တော်ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ချင်းတွင်တိုင်းမိုင်ပြည်ချုပ်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကိုဖိုက်ကပြောဆိုထားခဲ့လည်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်ဒိုင်နမိုက်ပြည်ချုပ်ကကွေချက်ခွနဲ့မုံရအမတ်တရင်လေးတက်ခွနဲ့ကွန်မဒိုဖို့မဟာမိတ်ပူပေါင်းအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့တောင်တွင်ချင်းမြို့နယ်တွင်ပြည်သူများကိုနှီးမျိုးစုံဖြင့်ဖိနှိပ်နေတဲ့စစ်တပ်တရင်ပေးဇော်ဝင်ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းတောင်တွင်ချင်းမြို့နယ်တွင်ပြည်သူများကိုနှီးမျိုးစုံဖြင့်ဖိနှိပ်နေတဲ့အကြမ်းဖက်စစ်တပ်တရင်ပေးဇော်ဝင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရင်တေဆုံးသွားခဲ့ကြောင်းတောင်တွင်ကြီးအထူးပြောက်ချက်တစ်ဖွဲ့မှာတာဝန်ရှိသူတို့ကရုံးခေတ်တဲ့ဌာနတော်ပြောဆိုထားပါတယ်။ဇန်နဝါရီလ3ရက်နေ့ညနေပိုင်းတွင်အကြမ်းဖက်စစ်တပ်တရင်ပေးဇော်ဝင်တီကျောင်းရေးတပ်ဖွဲ့များရဲ့တရင်ချက်လက်များကိုလိုက်လံစုံစမ်းနေစဉ်တောင်တွင်ကြီးမြို့နယ်အတွင်းရှိလမ်းပိုင်းတနေရာတွင်တောင်တွင်ကြီးအထူးပြောက်ချက်တစ်ဖွဲ့မှရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတေဆုံးသွားခဲ့တဲ့ဇော်ဝင်းဟာတောင်တွင်ကြီးမြို့နယ်ပရက်ဂျက်ကြီးရွာတွင်နှိမ့်ထားတဲ့သူဖြစ်ပြီးပြည်သူများကိုနှီးမျိုးစုံဖြင့်ဖိနှိပ်နေတဲ့သူဖြစ်ကြောင်းထို့ပြင်အမှုပွဲစားနဲ့လောက်ကန်ကလောင်ကစားတိုင်းများချာနေတဲ့စစ်တပ်အတွက်နောက်စဉ်စစ်ကြေးကောက်ခနေတဲ့သူဖြစ်ကြောင်းဇော်ဝင်းဒီပရက်ဂျက်တိုက်နယ်ဆက်သွားတိုက်နယ်နဲ့ကိုပင်တိုက်နယ်များအထိပါတော်ရီတပ်ဖွဲ့များရဲ့တွာလာလှုပ်ရှားမှုများကိုစောင့်ကြည့်ကစစ်တပ်ထံသို့နေ့စဉ်တရေပေးပို့နေတဲ့သူဖြစ်ကြောင်းသိရှိရပါတယ်ဒီကောင်ကပြည်သူတွေကနှီးမျိုးစုံတွေနဲ့ဖိနှိပ်တဲ့အပြင်ကိုစစ်ကိုရေးစီကိုတော်ရင်တပ်ဖွဲ့ရဲ့တရင်တွေနေ့စဉ်ပေးပို့နေတာပါပြီးတော့အဲ့ဒီကောင်ကအမှုပွဲစားလည်းလုပ်တယ်လောင်ကစားတိုင်းတွေစီနေတဲ့ဆက်ကြေကောက်တယ်အဲ့တို့တွေလှုပ်ဆောင်နေလို့ကျွန်တော်တို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါပွဲချင်းပေးတည်ဆုံခဲ့ပါတယ်လို့တောင်တွင်ကြီးအထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်ဆိုပါတိုက်ခိုက်မှုကိုတောင်တွင်ကြီးအထူးပြောက်ကြားတပ်ဖွဲ့နဲ့ဒဂါမင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍တောင်တွင်ကြီးမြို့နယ်အတွင်းရှိစစ်တပ်တရင်ပေးများဒလန်များပြူစောထီးများအနေဖြင့်စစ်တပ်ထံသို့တရင်ပေးတိုင်ကြားခြင်းစစ်တပ်အားကို၍ပြည်သူများအပေါ်မှာငွေကြေးများအတင်းအဓမ္မကောက်ခံခြင်းနဲ့စစ်တပ်ကပြည်လုပ်တဲ့အတွေ့အကြုံရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်မိဆိုပါကအချိန်မရွေးတိုက်ခိုက်တော်မှာဖြစ်ကြောင်းအထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်အကြောင်းရင်းတက်ဆက်ပေးမှုကိုကျွန်မပဲခကြနာခုပြပါရှင်နောက်ထပ်ပြည်တွင်ပြပါလာတဲ့များကျွန်တော်သတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အတူပြန်လာပါမယ်ပရိသတ်များလုံးပဲရှင်နေရှမ်းကြပါစေရှင်